အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့မိခွန်းလေးတစ်ခုကိုဖြည့်ပေးခြင်းပါတယ်သွားနဲ့မျက်လုံးနဲ့ပတ်သက်တာပါကလင်းလို့ရတဲ့ကျမကြီးအာမခံရှိလားတဲ့အဲ့ဒါလေးရှိရင်သိခြင်းပါတယ်တဲ့ဟုတ်ကဲ့အဲ့ဒီမိခွန်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ကတော့ပထမတစ်ခုကတော့ကျွန်တော် AI နဲ့ရှင်းပြီးပြောရမယ်ဆိုရင် AI မြန်မာမှာသွားနဲ့မျက်လုံးကလင်းလို့ရတဲ့အာမခံရှိပါတယ်ဒါပေမဲ့သူက corporate solution ရဲ့အောက်ကနေပြီးတော့မှသွားပြီးတော့မှ health ရဲ့ life ရဲ့နှစ်ခုခွဲတဲ့ထဲ health ထဲမှာအကျုံးဝင်ပါတယ်ဆိုလိုချင်တာကတော့တူတယောက်ချင်းဒီဝယ်လို့မရပါဘူး group လိုက်ကြီး company တိုင်ကာဖောင်နေနဲ့ဝယ်မှပဲရပါတယ်အဲ့တော့ကိုက individual ဝယ်ပြီးတော့မှဒီသွားရီမျက်လုံးတွေကို claim ပိုင်ဝင်မရှိပါဘူးအဲ့တော့ individual plan ထဲမှာလည်းမပါပါဘူးတခြားအာမခံ company တွေမှာရှိပါတယ်သူဒီသွားရီမျက်လုံးတွေကကုသတဲ့အရင်များတယ်ရမ်းများတဲ့အတွက်သူကကောက်ထားတဲ့ premium နဲ့မကာမီဘူးဖြစ်တဲ့အတွက်သူ့ကိုတက် package အကြီးတွေထဲမှာထည့်ထားတာမျိုးလေးတော့တွေ့ဘူးပါတယ်သူတို့ဒီကုမ္ပဏီမှာဒီကုမ္ပဏီမှာဥပမာ plan 10မျိုးရှိတယ်10မျိုးရှိတယ်အဲ့ဒီကနေအမြင့်ဆုံး diamond package တို့ platinum package တို့အဲ့လို package တွေထဲမှာတွားပြီးတော့မှတွားတဲ့မျက်လုံးကိုကုသသေးကိုတွားထည့်ထားတာမျိုးလုပ်ပါတယ်မဟုတ်ဘူးဆိုရင်တော့သူသွားရီမျက်လုံးတွေကုသသေးကအရင်မြင့်တဲ့အတွက်အာမခံကုမ္ပဏီတွေအနေနဲ့သူတို့မကြိုက်ဘူးပေါ့နော်ကျွန်တော်ကအဲ့လိုမြင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောတခြားဒီသွားနဲ့မျက်လုံးရတဲ့အာမခံတွေရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ကို comment လေးမှာဖြည့်ပေးကြပါဦးကျွန်တော်လည်းဘုသူဒ္ဓတူပါဖို့အတွက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ